အားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်တို့ဒါတပတ်တစ်ခါစနေနေ့ကိုပြန်ရောက်လာပြီပေါ့လေ Saturday Sunday တွေကတော့ကျွန်တော်တို့ဒါဘောလုံးပွဲကြိုက်တဲ့ကျွန်တော်တို့လိုဘောလုံးပရိသတ်တွေတော်တော်ဒါရင်ခုန်စရာကောင်းတဲ့နေ့တွေပေါ့ဗျာအဲ့တော့စနေနေ့တနင်္ဂနွေမှာဒါ World Cup ဒါကလပ်အသင်းတွေရဲ့တိုင်ပွဲတွေကဒါပွဲစဉ်တွေအများကြီးနဲ့ရှင်ပြိုင်ကြတာပေါ့လေမြင်မြင်ဆန်းဆန်းရှင်ပြိုင်ကြတာပေါ့နိုင်ငံလက်ရွေးစင်ပွဲတွေမရှိတဲ့အချိန်ဆိုလို့ရှိရင်ဒါစနေနေ့နေ့တွေဆိုတာဒါကျွန်တော်တို့တို့တော့အာဖျော်ဖြေမှုတွေရင်ခုန်စိတ်လှုပ်ရှားမှုတွေအများတန်းရှိစေတဲ့နေ့တွေပေါ့လေအဲ့တော့ဒီနေ့မှာလည်းဒါကျွန်တော်အသင် Liverpool ကဒါ Crystal Palace နဲ့ကျွန်တော်တို့ဒါ Crystal Palace ရဲ့ကွင်းမှာကျွန်တော်တို့တွားကန်ရမယ်ဒါဧည့်သည်အဖြစ်နဲ့ပေါ့နော်ကျွန်တော်တို့ဒါCrystal Palace ကွင်းမှာတွားကန်ရမယ်အဲ့တော့ Liverpool နဲ့ Crystal Palace ကလည်းအားလုံးသိကြတဲ့အတိုင်းပါပဲကျွန်တော်တို့ကဟိုဘယ်လိုကောင်းမလဲ Liverpool အတွက်အမြဲတမ်းခက်ခဲစေတဲ့ဟိုအသင်းပေါ့လေအဲ့တော့ Crystal Palace ကအခုလောလောဆယ်တော့ဒါ2025-26ရာသီမှာလောလောဆယ်တော့ Crystal Palace ကအခု၅ပွဲစီကစားအပြီးမှာတော့အဆင့်9နေရာနေရပ်တည်နေရပေါ့လေအဲ့တော့ Crystal Palace ကနောက်ဆုံးပွဲမှာတော့သူတို့ဒါ West Ham အသင်းကိုအဝေးကွင်းမှာ2-1နဲ့နိုင်ထားတယ်ဗျအဲ့ဒါကတော့သူတို့ရဲ့နောက်ဆုံး update နောက်ဆုံးနိုင်ခဲ့တဲ့ပွဲပေါ့လေပြီးတော့အခု Liverpool နဲ့ကန်မယ်ပေါ့လေအဲ့တော့ Crystal Palace ကအားလုံးသိကြတဲ့အတိုင်းပဲ Liverpool နဲ့ Crystal Palace ကဒီရာသီမှာပေါ့နော် Premier League ၅ပွဲကန်တဲ့အထက်မှာရှုံးပွဲမရှိသေးတဲ့နှစ်သင်းတည်းသောအသင်းပေါ့လေCrystal Palace ကတည်ရောရှိတာပေါ့လေ draw ရှိတယ်သူ Sunderland တို့ဘာလို့နဲ့တည်ကြထားတာရှိတယ်ပေါ့ဒါပေမဲ့ Liverpool ကတော့ Sunderland နဲ့တည်ကြတယ်သူ Nottingham Forest နဲ့တည်ကြတယ်ပေါ့လေဒါ Crystal Palace က Chelsea နဲ့လည်းတည်ကြထားတာရှိတယ်အဲ့တော့ဟို Liverpool ကတော့တည်မရှိဘူးပေါ့လေအနိုင်နေကြီးပဲရှိတာပေါ့ Liverpool ကတော့တောက်လျှောက်အနိုင်နဲ့သွားနေတဲ့အသင်းပေါ့လေအဲ့တော့ဒါဟိုရှုံးမမရှိသေးတဲ့အသင်းအသင်းတွေ့တာပေါ့အဲ့တော့ Liverpool နဲ့ Crystal Palace ကကျွန်တော်တို့ဒီ2025-26ဒါဘောလုံးရာသီရဲ့အဖွင့်မှာ Community Shield မှာကျွန်တော်တို့တခါတွေ့ဘူးတယ် Community Shield ကတော့ကျွန်တော်တို့ဒါဟိုပွဲကစားချိန်မှာ draw ဖြစ်နေတော့2-2 draw နဲ့တွေ့ရဗျဟုတ်တယ်2-2 draw ဖြစ်နေတော့ကျွန်တော် penalty shootout နဲ့ကျွန်တော်တို့ကရှုံးသွားတယ်ပေါ့လေ community shield ကို Crystal Palace ကိုပေးခဲ့ရတယ်ပေါ့အဲ့လိုပဲဗျဟိုကျွန်တော်တို့ပြီးခဲ့တဲ့2024-25ဘောလုံးရာသီတုန်းကလည်းကျွန်တော်တို့ဘာရှိလဲဆိုတော့အာလီဗာပူးရဲ့နောက်ဆုံးပွဲနဲ့တူတယ်နော်ကျွန်တော်တို့ဒါရာသီအပိတ်ပွဲလားမဟုတ်ဘူးနဲ့တူတယ်ရာသီအပိတ်ပွဲမတိုင်ခင်တပွဲနဲ့တူတယ်လီဗာပူးနဲ့ Crystal Palace တွေ့ခဲ့သေးတယ်အဲ့တုန်းကလည်း1-1တည်ကြတာပေါ့နော်လီဗာပူးကနောက်ကျချေပါကိုလိုက်သွင်းရတယ်ဗျအဲ့ဒါတော့ Anfield မှာကျွန်တော်မှတ်ရအဲ့ပွဲကကျွန်တော်အခုပြန်ကြည့်လိုက်မယ်ဆိုရင်ခဏလေးနော်ဟုတ်တယ် Crystal Palace ကပွဲစား6မိနစ်မှလည်းသူကတကူသွင်းတာ Liverpool က84မိနစ်မှာဂက်ဘိုကမိုဆာလာကဂက်ဘိုပေးတဲ့အလုံးနဲ့ပြန်ချေရတာပေါ့လေအဲ့တော့အဲ့လိုမျိုးကျွန်တော်တို့အသင်းအတွက်ခက်ခဲစေတဲ့ပြိုင်ဘက်ပေါ့လေအဲ့တော့ Crystal Palace ကလည်းအခုလောလောဆယ်ဘလို့မျိုးဖြစ်နေလဲဆိုတော့သူကလည်းရှုံးပွဲမရှိသေးတဲ့ Premier League နှစ်သင်းနဲ့တသင်းအနေနဲ့သူကအဲ့လိုမျိုးဟို motivation နဲ့လာမှာပေါ့လေကျွန်တော်နောက်ပြီးတော့သူ့အိမ်ဝင်လည်းဖြစ်နေတဲ့ဆိုတဲ့အနေအထားတစ်ခုမှာကတော့သူ့ရဲ့ motivation ကတော့အမြင့်မားဆုံးအနေအထားကိုတော့ရောက်နေမှာပေါ့လေအဲ့လိုအနေအထားနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် Liverpool အသင်းအတွက်ကတော့အရန်ကို easy going လွယ်ကူနေတဲ့လွယ်ကူလိမ့်မဲ့ပွဲတော့မဟုတ်ဘူးလို့ကျွန်တော်ရေဘူးရဖြစ်တန်းတာသုံးသပ်မိပါတယ်အဲ့တော့ကျွန်တော် Liverpool ကိုပြန်ပြောမယ်ဆိုရင် Liverpool ကလည်းထုံးစံအတိုင်းပါပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနှစ်2025-26မှာဒါရာသီ official စကန်ပြီဆိုကြတဲ့ဟိုကကျွန်တော်တို့ကတကယ်ဟို narrow result ပေါ့ဗျာတကယ်ကျင်းမြောင်းတဲ့ရလဒ်တွေနဲ့ကျွန်တော်တို့ကအနိုင်ရရှိနေတာပေါ့နော်ဟိုအားပေးတဲ့သူတွေကိုရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်ပေးနေတာပေါ့လေဘာလို့လဲဆိုတော့ဟိုစောစောစီးစီးလေးအနိုင်သေးကြရဲဆိုတာဗျာဂိုးပြတ်မှာတော့မဟုတ်ပါဘူးအနိုင်သေးကြရဲဆိုတဲ့သဘောကဟိုကျွန်တော်တို့ကဘောလုံးကစားဟိုဘောလုံးပွဲတစ်ပွဲမှာတကူသွင်းထားပြီးပြီမဲ့လေဘောလုံးကိုစီးစီးပိုင်နဲ့ဘောလုံးရဲ့ကစားကွက်အသာဒီစနစ်အသာနဲ့တကယ်ကိုဘယ်လိုကောင်းလဲဘက်ပေါင်းစုံထောင်ပေါင်းစုံကနေပြီးတော့ဒါဘယ်လိုကောင်းလဲ playing ဟို technique တွေအရန်ကောင်းနေလို့ရှိရင်ဒါကျွန်တော်တို့ကတကူအသာလဲနိုင်နေဆိုတဲ့စိတ်နဲ့စိတ်အေးနေလို့ရတယ်ပေါ့လေအခုဥစားတော့ကျွန်တော်တို့ကဘယ်ချိန်ဂိုးပြန်ပေးရမလဲဆိုတာမျိုးကိုကျွန်တော်တို့ကထည့်သွင်းစဉ်းစားနေရတဲ့အနေအထားရှိတာပေါ့အဲ့အတွက်တော့ကျွန်တော်တို့ဒါဟိုပေါ့စိတ်ပူရတာပေါ့လေအဲ့တော့လေတောက်လျှောက်ကစိတ်ပူနေရပါပဲလေဟို English Premier League ပွဲမှာတင်လားဆိုတော့လည်းမဟုတ်ဘူးသူက Champion League မှာလည်းသူကစိတ်ပူစေတာပဲအဲ့လိုပဲ narrow result နဲ့သူ Champion League မှာလည်းသူအဲ့လိုမျိုး
ဘယ်လိုခေါ်မလဲအဲနိုင်သွားတာပဲလေအဲ့တော့ဘာပြောနောက်ဆုံးမိနစ်အထိကျွန်တော်တို့မှာရင်တမမနဲ့ရှိနေရတဲ့အနေအထားတစ်ခုကနေတော့ကျွန်တော်တို့အမြန်ဆုံးရုပ်ထွက်နိုင်ဖို့လိုတာပေါ့လေအဲ့တော့ Crystal Palace ဆိုလို့ရှိရင်လည်းဒီနှစ်ထဲမှာတော့သူကလူတော်တော်များများတော့သူအသင်းထဲမှာတော့ရောင်းထုတ်ထားတာလေးတွေရှိတာပေါ့လေအဲ့ဒါကတော့ကျွန်တော်တို့အားလုံးသိရတယ်တကယ်ကိုသူအသင်းရဲ့နာမည်ကြီး player easy တို့ပါလို့ဆိုရင်ဒါ Arsenal ကိုပြန်ရောက်သွားပြီပေါ့လေမီတီတာလာမသိဘူးအရက်ရှိရှိနဲ့တိုက်စစ်မှုတယောက်ပဲသူစီမမတောင်ရှိတာပေါ့နော်ပြီးတော့နောက်တန်းကကျွန်တော်တို့လီဗာပူးကဝယ်မယ်ဆိုတော့ကစားသမားlast minute ရမှာပဲဟိုဘက်ကနောက်တန်းအစားထိုးဖို့လူမရှိလို့ဆိုပြီးတော့ပြန်ပြီးတော့ဒါပြန်သိမ်းသွားတဲ့ကစားတော့ဂူီဂူီကောင်းတယ်ပေါ့လေ star value မြင့်တဲ့ကစားသမားတွေပေါ့လေအဲ့တော့ဂူဟီနဲ့လီဗာပူးရဲ့အနေအထားတစ်ခုကိုလည်းကျွန်တော်ဒီမှာတွေ့ရမှာပေါ့လေဂူဟီဆိုလဲစေးတွေပါစစ်ပြီးပြီတကယ်ကိုဘယ်လိုကောင်းမလဲအားလုံးဒန်ဒီလိုဖြစ်ဖို့တော်တော်လေးနီးကပ်နေပြီးမှပဲဟိုဘက်ကအပြောင်းရွှေ့သူ့နေရာအစားထိုးမဲ့လူကိုပြောင်းရွှေ့ပြတ်သွားလို့ဆိုပြီး Crystal Palace ရဲ့နီးပြားကဘယ်လိုကောင်းမလဲဂူဟီကိုရောင်းမယ်ဆိုရင်သူကနီးပြားလောက်ကထွက်မယ်ဆိုပြီးတော့ဒါနည်းနည်းလေးpush လုပ်တဲ့သဘောရှိတာပေါ့လေအဲဒီတော့ကြောင့်ဂူဟီကသူပြောင်းကျင်တဲ့အနေထားတစ်ခုကိုသူလောလောဆယ်လက်လွတ်လိုက်ရတာပေါ့လေအဲ့တော့လေဂူဟီက response ကတော့မြန်ပါတယ်ဘာလို့လဲဆိုတော့ तू ကစာရုပ်သက်တမ်းတိုးဖို့ तू ကပယ်ချလိုက်တယ်ပေါ့လေ Crystal Palace စာရုပ်သက်တမ်းတိုးဖို့ပယ်ချလိုက်တယ်ပယ်ချလိုက်တဲ့အချိန်မှာ तू ကနွေရာသီမှာတော့ Crystal Palace ကပြောင်းရွှေ့ကြီးအလွတ်နဲ့ तू ကိုပြောင်းခွင့်ပေးရတော့မှာပေါ့လေအဲ့လိုမျိုးလေးတော့သာသမားဘက်က तू ဒီကိစ္စပေါ်မှာတိတ်အစာမကြည့်ဘူးဆိုတဲ့အနေအထားတစ်ခုတော့ဒါပြသသွားတယ်လို့ကျွန်တော်ထင်ပါတယ်တဲ့အဲ့ဒီရဲ့ဇလန်းလေးက back story လေးကလည်းဒီပွဲမှာနည်းနည်းများတက်ရောက်နိုင်တယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်လီဗာပူးရဲ့ပြန်ပြထွက်လာနိုင်တဲ့ပေါ့နော်ဒါရေဘူးအပြင်ထွက်လာနိုင်တဲ့ကစားသမားဒီကို flash score ကသုံးသပ်ထားတာကတော့ Alexander Becker ကိုဖမ်းမယ်love မှာ Carcass Van Dijk Central မှာ Van Dijk Konate right မှာ Bradley ဗျ right မှာ Bradley ကိုထားတယ်ဒါ Szoboszlai မထားတော့ဘူးเนาะ Brimbao လည်းမထားတော့ Brimbao က injury ဖြစ်နေလားမဖြစ်ဘူးထင်ပါတယ် Brimbao injury မဖြစ်ပါဘူး Brimbao က injury မဖြစ်ပါဘူးပါတယ်မဖြစ်တဲ့အတွက်အဲ့တော့သူကတော့ဒါခံမှန်းတာပေါ့လေဒါကတော့ဒီ website တခုကခံမှန်းတဲ့အနေထားပါအလယ်မှာတော့ဒါ Michael Lester နဲ့ Gravenberch ရှိမယ်ပြီးတော့right မှာSalah ရှိမယ်အလယ်မှာကဒါ Shadow Striker လို့ဟာမျိုးနေရာမျိုးမှာကကျွန်တော်တို့ Szoboszlai ရှိတယ်ပြီးရင် left မှာ Gakpo ရှိမယ်ဒါပြီးတော့ဒါကျွန်တော်တို့ဒါ striker နေရာက number 9 row ကတော့ Isak ရှိမယ်ပေါ့လေအဲ့တော့ဒီလိုမျိုးဒါသုံးသပ်ထားတယ်အဲ့တော့ကျွန်တော်တို့ကဒါ Michael Lester ရဲ့ Szoboszlai ရဲ့ Gravenberch ရဲ့ကတော့ဒါကျွန်တော်တို့ကွင်းလေရဲ့ဒါလူစင်းဟိုအပြည့်ဆုံးလို့တော့ကျွန်တော်ခန်းစားမိတယ်ပေါ့လေဒါတကြုံတို့Endo တို့ဒါမျိုးတွေတော့ရှိသေးတာပေါ့လေဒါပေမဲ့လည်းဒီအမာဆုံးအပြည့်ဆုံးကွင်းလေတစ်ခုလို့တော့မြင်တယ်လောလောဆယ်သူတို့သုံးသပ်ထားတဲ့ခံမှန်းထားတဲ့line app ကိုခံမှန်းရမယ်ဆိုရင်ပေါ့လေအဲ့တော့ကျွန်တော်တို့လူစားထိုးဖို့ဆိုရင်ဒါ Gakpo သို့မဟုတ် Musiala နေရာမှာခြေစထည့်လို့ရမယ်ဗျာเนาะကျွန်တော်တို့ဒါ Mike Allister နေရာမှာ Cardijo ထည့်လို့ရမယ်ဒါတော့ Van Dijk နဲ့ Konate ကျွန်တော်တို့ကတော့အဲ့ဒီလီယိုနီလေးနာသွားတာတော့ကျွန်တော်တို့ Central Back အတွက်တော်တော်လေးဟိုအားနည်းသွားတယ်ဗျာเนาะသူ့ injury ကတော်တော်လေးကာလရှည်ကြာနားယူရမယ်ဟိုဒဏ်ရာမျိုးဖြစ်သွားတော့လေဒါလေးတော့ကျွန်တော်တို့နည်းနည်းလေးဟိုဘယ်လိုကောင်းလဲကျွန်တော်တို့ဟိုနစ်နာမှုတစ်ခုဖြစ်သွားတာပေါ့အဲ့တော့ ADK ကလည်းသိတဲ့အတိုင်းပဲကိုစီယာကတော့ record ယူထားတဲ့အတွက်ကြောင့်ဒီဘွဲတော့မပါဘူးအဲ့တော့ရှီတန်းမှာကကျွန်တော်တို့ကအစားထိုးဖို့ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဟိုကက်ပိုနီယာမှာစားထိုးဖို့ဆိုရီယိုတို့ပါလို့ရှိတယ်ဗျာယိုနီတို့ကတော့ရှိသေးတာပေါ့လေကလေးတွေတော့ရှိသေးတာပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲမှာကစားသမားစမ်းသပ်မှုဆိုတာကတော့ဒါကိုအနိုင်သေးကြမှာကိုတကယ် first player ရဲ့အနားပေးတဲ့အနေနဲ့လုပ်တင်တယ်လို့တော့ကျွန်တော်မြင်ပါတယ်အဲ့တော့ဒီနေ့ပွဲကတော့ဘာပဲပြောပြောကျွန်တော်ကတော့တေချသွားလိမ့်မယ်လို့တော့မထင်ဘူးဟို Premier League ရဲ့ပွဲစဉ်၅ပွဲအပြီးမှာရှုံးပွဲမရှိသေးတဲ့အသင်းတွေ့ဆုံမှုကတေရောက်တမစီခွဲယူသွားပြီးတော့ရှုံးပွဲမရှိဆိုင်ချင်းကိုဆက်ထိန်းသွားတဲ့မဲ့ပွဲလို့တော့ကျွန်တော်မထင်ဘူးတသင်းက
ဟိုတခြားတစ်သင်းရဲ့ record ကို break လုပ်သွားမယ်လို့ထင်တယ်အဲ့တော့လီဗာပူးပဲ Crystal Palace ရဲ့ရှုံးပွဲမရှိစံချိန်ကိုချိုးဖျက်သွားမလား Crystal Palace ပဲ Liverpool ရဲ့ရှုံးပွဲမရှိစံချိန်ကိုချိုးဖျက်သွားမလားဆိုတော့ကျွန်တော်ကြည့်ရမှာပေါ့လေလီဗာပူးကတေကြယုံနေနေသူ့ရဲ့ဒီ2025-26ရဲ့ပထမဆုံးတေပွဲဖြစ်သွားမှာပေါ့လေအဲ့လိုလေးတော့ကျွန်တော်မြင်ပါတယ်အဲ့တော့ဒီပွဲကိုကျွန်တော်သုံးသပ်ရမယ်ဆိုရင်တော့ဒါထုံးစံအတိုင်းပေါ့လေကျွန်တော်တို့အသင်းကဂိုးပေးရဖို့ကတော့ရာခိုင်နှုန်းများတယ်ဘာဖြစ်လို့လဲဆိုတော့သူများရဲ့အိမ်ကွင်းမှာဧည့်သည်ဖြစ်သွားကြရမှာလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ရဲ့ထုံးစံရဒီနှစ်ထဲမှာဖြစ်နေတဲ့ပုံစံရဂိုးကိုပေးနေရတယ်ဆိုတော့ကကျွန်တော်တို့နိုင်မယ်ဆိုရင်နိုင်ဖို့တော့ရာခိုင်နှုန်းများပါတယ်နိုင်ဖို့တော့ကျွန်တော်80%အထက်ကိုတော့ကျွန်တော်ခံမှန်းတယ်တေကြဖို့ကိုတော့ကျွန်တော်20%ပဲခံမှန်းတယ်ကျွန်တော်ကရှုံးဖို့တော့မခံမှန်းထားပါဘူးလီဗာပူးမရှုံးနိုင်ပါဘူးအဲ့တော့နိုင်သွားခဲ့မယ်ဆိုရင်တော့ကျွန်တော်2-1ပေါ့ဗျာကန်ကောင်းရင်တော့3-1ပေါ့ဂိုးတော့ပြန်ပေးရမယ့်အနေအထားရှိပါတယ် clean sheet ရနိုင်တယ်ဆိုရင်တော့ Arsenal ကပွဲလိုပဲ 1-0 ပေါ့ဗျာဒီလိုမျိုးနဲ့နိုင်သွားလိမ့်မယ်လို့ထင်ပါတယ်ဂိုးအပြတ်အသက်ကြီးနေတော့နိုင်သွားလိမ့်မယ်လို့ထင်ပါဘူးအဲ့တော့ဒီနေ့ပွဲကတော့အဲ့လိုရှိပါတယ်အဲ့တော့ဒီနေ့ပွဲမှာကကျွန်တော်လီဗာပူးပရိသတ်တွေရောဘယ်လိုမြင်ပါလဲဒီနေ့ပွဲမှာဘယ်လိုကစားသမားတွေပွဲထွက်လာနိုင်ပြီးတော့ Isak ကောဂိုးဆက်ရသွားနိုင်မလားပြီးလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းအတွက်ကျွန်တော်တို့အတွက်ခက်ခဲတဲ့ Crystal Palace အသင်းကိုရောကျွန်တော်တို့သူတို့ရဲ့အိမ်ခွင်းမှာဘယ်လိုအနိုင်ယူနိုင်မလဲခံမှန်းရလက်တွေဘယ်လောက်ဖြစ်နိုင်မလဲခင်ဗျာ comment box မှာဝင်ရောက်ရေးသားပေးပါဦးဗျကျွန်တော်အဆင်ပြေလို့ရှိရင်ညပိုင်းကျွန်တော်တကယ်လို့အဲ့အချိန်လေးမှာကျွန်တော်ဟိုပေါ့နော်ကျွန်တော်အလုပ်ငန်းလေးတွေပြီးသွားပြီဆိုလို့ရှိရင်အဲ့အချိန်လေးမှာကျွန်တော်ပြည်သက်နေနဲ့ဒါ live watch along လေးကျွန်တော်လုပ်ချင်ပါတယ်ကျွန်တော်အဆင်ပြေ watch along လုပ်ပါမယ်အဲ့ဒါတွေကျွန်တော်ရဲ့social media မှာFacebook တို့YouTube ရဲ့ post တွေမှာကျွန်တော်ကြိုပြီးတော့ကြေညာပေးပါမယ်ခင်ဗျအဲ့တော့ကျွန်တော်အဆင်ပြေရင်ဒါ watch along လေးတူတူလုပ်အောင်ဗျာအားလုံးကျေးဇူးများတင်ပါတယ် you will never walk alone ပါခင်ဗျာ